study abroad သွားဖို့ဘယ်လိုမျိုးပြင်ဆင်ခဲ့လဲပြပြပေးပါရယ်အခုလက်ရှိ K က MSc scholarship နဲ့ College of Technology program ပေါ့နော်သူက tuition fee လည်းပေးစရာမလိုဘူးကျောင်းလကလည်းအလကားပေါ့နော်ကျောင်းလကလည်းထောက်ပံ့ပေးတယ်ပြီးတော့ရင်လစဉ်အသုံးစီလည်းပေးရပေါ့နော်ပြီးတော့ရင်လေးလက်မှတ်ပါရတယ်ပေါ့နော်အရန်ကိုအဆင်ပြေ scholarship တစ်ခုပါလို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းသိချင်တာရှင်မိသားလို့ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းအသေးစိတ်ပြပြပေးဖို့ရှိရပေါ့နော်အရင်ဆုံးကိုလေးလာခြင်းတဲ့ဘာသာပေါ့နော်အဲ့ဒီဘာသာရဲ့နဲ့ဆက်ပြီးတော့လေးလာလို့ရမယ့် program ကိုရွေးချယ်ခဲ့ရပေါ့နော်ဒါပေမဲ့ scholarship program ဖြစ်တဲ့အတွက်အပြိုင်ဆိုင်များခဲ့တယ်ဒါကြောင့်မို့လို့ကိုက language ကိုအများကြီးလေ့ကျင့်ခဲ့ရပေါ့နော်သူသဖြင့် interview တော့ဘာလို့ဒီမှာတည်တည်ချာပြောနိုင်အောင်ပေါ့နော်အဲ့ဒါကအများကြီးထောက်ကူဖြစ်ခဲ့လို့ထင်တယ်သူသဖြင့် Japanese နဲ့ English ပေါ့နော် Japan စာရော English စာရောနှစ်ခုစလုံးဖြည့်ပြီးတော့လုပ်ခဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ကိုရှောက်တဲ့ program ကိုမူတည်ပြီးတော့ပေါ့နော်ကွာသွားနိုင်တယ်ခေတ်ကကျတော့ဒီသင်္ချာတို့ physics တို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကို uni မှာသင်ခဲ့ရတဲ့သင်္ချာတို့ physics ကိုပြန်လုပ်ပြီးတော့EJU ကိုလည်းပြင်ဆင်ခဲ့ပါတယ်EJU ကကျတော့သူက curriculum ကလည်းဒီ Japan နဲ့ကိုင်ညီတဲ့ curriculum ပေါ့နော်ဖြစ်တဲ့အတွက်ကိုတက်မဲ့ program တို့လိုအပ်တဲ့ဒီဘာလို့တိုင်ပြန်ပြီးတော့ဖြည့်ရပါတော့လိုအပ်တဲ့သင်တန်းတွေလည်းတက်ခဲ့ပါတယ်အထူးသဖြင့် language ပိုင်းကိုတော့အများကြီးအရှင်ကလေးကလည်းလုံနေခဲ့ရဖြစ်တဲ့အတွက်လုပ်ဖြစ်ခဲ့တယ်ပေါ့နော်ထောက်ဖို့ပြင်မယ်လို့ထင်ပါတယ်ပြင်ဆင်ခဲ့တာတွေကတော့အများကြီးပဲပေါ့နော်တက်ပြီးတော့အသေးစိတ်သိချင်တာရှင်လည်းမေးလို့ရပါတယ်လို့နောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြပါမယ်